ကိုရီးအားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကေယာနေကြိုလိုလိုက်ပါတယ်မနေ့ကဝူဘတ်ကိုအောင်နဲ့ AED ရဲ့ဂိုးပေါ်နှစ်ပွဲပေးတာနှစ်ပွဲလုံးညီကိုတွေရလိုက်ကြနိုင်မယ်လို့မျှော်လင့်နေဒီနေ့မှာတော့နှစ်ပွဲရှိတယ် CDA တပွဲနဲ့ပြင်သစ်ဖလားတပွဲရှိတယ်ကျွန်တော်အနေဖြင့် TikTok မှာပြင်သစ်ဖလား final ဖြစ်တဲ့လန်အသင်းနဲ့နိုင်အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်မှုပြုလုပ်သွားမှာဖြစ်ပါတယ်။သုံးသင်းပေါင်းကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးမှာဖြစ်လို့သုံးသင်းပေါင်းတို့ကျွန်တော်ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ Channel ကို join ထားလို့ရတယ်။ကျွန်တော် Channel ကိုတော့ကျွန်တော်ရဲ့ bio မှာဝင်ကြည့်လို့ရတယ်။ယခုရွေးချယ်ပေးမယ့်ပွဲစဉ်ကတော့ကျွန်တော်တို့ပြင်သစ်ဖလား final ဖြစ်တဲ့လန်အသင်းနဲ့နိုင်အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော်တော်များများကလန်ကိုကြိုက်ကြမှာဖြစ်တဲ့ဘောင်းတယ်ဆိုတော့လန်အနေဖြင့်ဒီယာဒီမှာပြင်သစ်ဒီကိုအသင်းနဲ့သိန်းနဲ့အပြင်လက်ရှိဖောင်ကလည်းတော်တော်လေးကောင်းနေတာဖြစ်တဲ့တစ်ဖက်ကနိုင်ကတော့ဒီယာဒီမှာခြေစွမ်းတော်တော်လေးစိုးဝါးနေပြီးတော့ပြင်သစ်ဒီကိုကနေတမ်ပစင်ရဖို့နောက်ဆုံး play off ထပ်ကန်ရမယ့်အနေအထားဒီကိုရောက်နေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ဒီပွဲတင်မှာတော်တော်များများကလန်အနေဖြစ်လက်ရှိဖောင်လည်းကောင်းနေတဲ့ခြေသွမ်းလည်းကောင်းနေတဲ့တစ်ဖက်ကခြေသွမ်းစိုးနေတဲ့နိုင်တဲ့ final မှာတွေ့တဲ့အခါမှာနိုင်ကိုတော့တေးကြပေါင်းအေးသေးသေးနိုင်သွားလိမ့်မယ်လို့ထင်ကြမှာဖြစ်တယ်။ဒါပေမဲ့လို့ဒီပွဲတင်မှာကျွန်တော်ကတော့နိုင်ဘယ်သူမှထင်မှတ်မထားတဲ့နိုင်ကိုကြိုက်ပါတယ်နိုင်အနေဖြစ်လန်အသင်းနဲ့ head to head ထိတိုက်တွေ့ဆုံမှာထိတိုက်တွေ့ဆုံမှုတွေမှာလန်အသင်းကိုဒုက္ခရောက်အောင်ကစားနေကြအသင်းဖြစ်လို့လက်ရှိပြင်သစ်ဖလား final မှာလည်းနိုင်အနေဖြစ်မိနစ်90အတွင်းလန်အသင်းကိုတေချာဖို့မရှုံးဘူးလို့ကျွန်တော်ကယူဆတယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့နိုင်ကိုရွေးချယ်ခြင်းပါတယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါသေးတယ်